ဘန်ဆိုတာကိုဒီကလူတွေဘယ်လိုနားလဲသဘောပေါက်ကြလဲဘန်ဆိုတာဘယ်လိုလဲပေါ့ဘန်ကင်းဆိုတာကိုဘယ်လိုနားလဲလဲပေါ့ကျမတို့ဒီဘန်ကင်းစက်တောင်စဝင်တော့ဘန်နဲ့ပတ်သက်တဲ့ definition ကိုကျမတို့ဖွင့်ကြရတယ်ဘန်ဆိုတာကိုပြောလို့ရှိရင်အဓိပ္ပာယ်ကြီးအများကြီးနဲ့ဖွင့်ဆိုကြတဲ့သူတွေလည်းရှိကြတယ်တနေ့မှာပေါ့နော်ဒီကျမရဲ့ anti တယောက်ကနေပြီးတော့သူကလည်းဒီအစိုးရဘန်ရဲ့ manager တယောက်အနေနဲ့ညီးစားယူထားတာသူကလေသူ့ရဲ့အတွေ့အကြုံတွေကျမတို့ပြောပြတယ်ဘန်ဆိုတာဘာလဲလို့သူမျိုးနားလဲလေတဲ့ကျမလည်းအဲ့ချိန်မှာဘန်မှာရရှိတယောက်အနေနဲ့လှုပ်နေပြီပေါ့သူပြောပြတယ်သူတဲ့တခါတော့ကတဲ့ interview တစ်ခုမှာပေါ့နော်သူဘန်ရဲ့ interview တစ်ခုမှာသူမေးဘူးတယ်တဲ့ဘန်ဆိုတာဘာလဲဆိုပြီးတော့မိကုန်းနေမေးကြတယ်ပေါ့ကွယ်ဘန်ကိုလာတဲ့သူတွေကိုအဲ့တော့ဘန်ဆိုတာဟိုတယောက်ချင်းစီ interview မေးကြတဲ့အခါမိကုန်းလေးတစ်ခုသူ့ကိုဝင်မေးပါလို့ပြောတော့သူကအဓိကတာဝန်ရှိသူအနေနဲ့တော့မဟုတ်ဘူးပေါ့ဒီ interview ကို join တဲ့သူတယောက်အနေနဲ့ဒီ interview မှာစစ်မေးခွန်းတည်းရရှိရလို့နဲ့သူမေးလိုက်တယ်သူမေးလိုက်တဲ့မေးခွန်းရိုးရိုးရှင်းရှင်းလေးမေးပါဆိုလို့တာမေးလိုက်ရတယ်ပေါ့ဘာလဲလို့မေးလိုက်တော့ဘန်ဆိုတာဘာလဲလို့သူကလွယ်လွယ်ကူကူဖြေနိုင်အဲ့တခွန်းလေးပဲမေးလိုက်တာတဲ့အဲ့ဒါကြီးကဘန်ထဲမှာလုံနေတဲ့သူတွေအဲ့မေးခွန်းမဖြေနိုင်ရောက်တော့တကယ်တော့လေသူကပြောပြတယ်ဘန်ဆိုတာတဲ့အငွေလက်ခံတာနဲ့ချင်းငွေထုတ်ချရပါဘန်ရဲ့အဓိက mainly definition ကိုပြောရလို့ရှိရင်ဘန်ဒီ deposit တွေကိုလက်ခံပြီးတော့အဲ့ဒီ deposit တွေကနေမှတစ်စင်ကျမတို့လုံးတွေကိုပြင်ပြီးထုတ်ချရပါအဲ့ဒီ definition လေးလွယ်လွယ်ကူကူလေးကိုတော့မှဘန်မှာလုံနေကြပြီးတော့ပေါ့နော်ကျမတို့အနေနဲ့အဝေးစဉ်းစားပြီးတေချာမဖြေနိုင်ကြပါဘူးဘန်ဆိုတာလွယ်လွယ်ကူကူလေးပြောရရင်ငါကပြန်ကောက်ရတယ်လို့အငွေလက်ခံပြီးတော့ချင်းငွေထုတ်ချတာကိုဘန်လို့ခေါ်ပါတယ်အဲ့တော့ကျမတို့ဒီအငွေလက်ခံတဲ့ဒီ deposit function မှာလဲပေါ့နော်ဒီကျမတို့အနေနဲ့ fixed deposit လား current လားဒါမှမဟုတ်လို့ရှိရင်ကျမတို့အနေနဲ့ပေါ့နော်တခြားဒီ demand deposit တွေ time deposit တွေဒီလိုလက်ခံတဲ့ deposit တွေရှိပါတယ်အဲ့တော့ saving deposit တွေလားပေါ့အဲ့တော့ငွေစုစာအုပ်နဲ့လက်ခံတဲ့ဟာမျိုးလားဒီနေ့ခေတ်မှာဆိုပို့ပြီးတော့မှဘယ်နေသည် digitalize ကို product type တွေရောမျိုးစားတွေအများကြီးထွက်လာကြတယ်ပေါ့နော်အဲ့တော့ကျမတို့ဒီဘယ်မှာလောက်တာလုပ်နေကြရတယ်ပေါ့နော် banking ရဲ့ definition နဲ့ပတ်သက်ပြီးတော့လေ deeply မသိသလိုဘယ်ရဲ့အခေါ်အဝေါ်တွေသိဖို့ဆိုတာတစ်ခါကြရင်အမြဲတမ်းမလေ့လာနေခက်ခဲသလိုကိုယ်လုံးနဲ့ကိုရှုပ်နေကြရင်လေဒီ temptation တွေမသိကြဘူးပေါ့အဲ့တော့ကျမလေးဘန်ကိုစားရောက်ခါစားတော့ဆိုအဲ့ကိစ္စလေးတစ်ခုတွေ့ဘူးစကားလုံးနဲ့တေးလေးပဲ bank terminology လေးက bank မှာ posting ချရဆိုတဲ့သဘောတရားရှိတယ်အဲ့တော့ post ချရဆိုတာ entry level ကနေ entry လောက်လိုက်တဲ့ transaction တစ်ခုကို banking system software တစ်ခုမှာဒီအရာရှိတဲ့ရောက်အနေနဲ့ပေါ့နော်ဒါကိုရှင်းရှင်းပြောရင် approve ပေးတာပဲသူတို့တွေကလေဘန်မှာဒီစကားလုံးနဲ့နေ့စဉ်ထုတ် daily သုံးနေကြတဲ့စဉ်းစားပြီးတော့ပို့ချတယ်လို့ပဲကျမလေးဒီစကားလုံးကိုတော့ဝတ်နာမလဲဘူးဘယ်မှာတော့နောက်မှပေါ့နော်ဒါဒီ software မှာ post ဆိုတဲ့အဓိပ္ပာယ်ကိုပြောတယ် posting ဆိုတဲ့အဓိပ္ပာယ်ကိုပြောတယ်ပေါ့နော်အဲ့တော့စကားလုံးတွေကတေးသေးလေးပဲဒါပေမဲ့ကျမတို့ဘန်မှာ daily လုပ်နေကြတဲ့ခါကျရင်ဒီစကားလုံးလေးနဲ့ဒီသဘောတရားကိုနားမနေတာမျိုးဖြစ်တတ်ကြတယ်ပေါ့နော်အဲ့တော့ deposit ဆိုတာဘာလဲဆိုတာကျမတို့သိဖို့လိုသလိုဒီနေ့ခေတ်မှာပေါ့လုံးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုလည်းကျမ share လုပ်ချင်တယ်လူတွေဒီဘန်ကိုဘာလို့စိတ်ဝင်စားကြတာလဲအဲ့တော့ banking professional တွေစိတ်ဝင်စားကြတယ်အပြင်ကလူတွေလည်းစိတ်ဝင်စားတယ်လုံးနဲ့ပတ်သက်တာဆိုဒီနေ့ခေတ်မှာချင်းငွေတွေဘယ်လိုရယူမလဲအဲ့တော့ချင်းငွေနဲ့ပတ်သက်တာကိုရယူတဲ့နေရာမှာလေဘယ်လိုချင်းငွေမျိုးစားတွေရှိလဲဘန်ဘက်ကရောဒီချင်းငွေနဲ့ပတ်သက်ပြီးဘယ်လိုစီစစ်ရယူကြမလဲအဲ့ဒီဘိုင်းနေမှာကျတော့ကျမတို့ဒီ credit အပြင်ပေါ့နော်ဒီလုံးရယူတဲ့ processing တွေအပြင်ဘာတွေမှလွယ်လာလဲဆိုရင် risk management တွေမှာလွယ်လာပါတယ်ရှင်အဲ့တော့ risk management ကိုကျမတို့စဉ်းစားပြီးသုံးသပ်ဖို့အရေးကြီးလာတယ်အဲ့တော့ banking operation တွေ financial နဲ့ပတ်သက်တာ risk management တွေကဆက်ပြီးဆက်နွယ်လာတယ်အဲ့တော့နောက်ပြီးတော့ banking မှာမဟုတ်ဘူး microfinance တွေမှာလည်းအဲ့လိုပဲအရေးကြီးလာတယ်ပေါ့နော်အဲ့တော့ microfinance ကသဘောတရားမှာလည်းဒီ financial ကအရေးကြီးလာသလို banking တွေနဲ့ပတ်သက်တဲ့သဘောတရားတွေကိုနားလည်ဖို့အခြေခံတွေကအရေးကြီးသလို risk management ဆိုတာဒီ sector တွေမှာမဖြစ်မနေအရေးကြီးပါတယ်ဘယ်လိုမျိုးတဲ့ကိုယ်လုပ်ငန်းတွေမှာစုံစမ်းမှုဆုံးလွှတ်မှုရှိရလဲဘယ်လိုလုပ်ငန်းအနေနဲ့ပေါ့နော်ကိုယ်လုပ်ငန်းတွေမှာဘာတွေကိုသုံးသပ်ရလဲအဲ့တော့ banking မှာ risk management တွေဆိုတာရှိရဲအဲ့တော့ဘယ်လို risk တွေရှိရလဲဒီအမှကျွန်မ risk နဲ့ပတ်သက်ပြီးတော့လည်းနည်းနည်း sharing လုပ်သွားခြင်းပါတယ် credit risk ရှိရပေါ့ဘန်ဒီမှာအဲ့တော့ကျမတို့အနေနဲ့ဆိုဘန်ဒီက credit rating အနေနဲ့ကို collateral လို့ပြောတဲ့ဒီအပေါင်ပစ္စည်းကိုလက်ခံကြတယ်လက်ခံကြတဲ့နေရာမှာဒီအပေါင်ပစ္စည်းတွေဒီအကယ်၍ချင်းငွေရယူရတဲ့သူကဒီအပေါင်ပစ္စည်းကိုတင်သွင်းကြတယ်ဒီအပေါင်ပစ္စည်းနဲ့ပတ်သက်ပြီးတိတိကျကျ collateral ရခိုင်မာမှုရှိရင်ဘန်ဘက်အနေနဲ့ဒီလုံးတွေကလည်းပြန်ပြီးတော့ recovery လို့ပြောရရယူနိုင်ခြင်းမရှိဘူးဆိုလို့ရှိရင်ဒီ collateral ကကျမတို့အတွက်မခိုင်မာရင်ဆုံးရှုံးမှုတွေဖြစ်သွားကြပါအဲ့တော့တခြားပေါ့နော်ဒီနိုင်ငံထဲမှာ big four ဘက်နေဆုံးရှုံးမှုတွေကလည်းဒီလို mortgage ရှိဒီလိုလုံးတွေကနေမခိုင်မာမှုကြောင့်ဆုံးရှုံးခဲ့တဲ့ area တွေ collateral လို့ပြောတဲ့အပေါင်ပစ္စည်းတွေမခိုင်မာမှုကြောင့်မလို့ဆုံးရှုံးခဲ့တဲ့ area တာကားတွေအများကြီးရှိပါတယ်အဲ့ဒါကြောင့်မလို့ risk management ကဒီနေ့လိုခင်မှာတအားအရေးပါလာပါတယ်
အဲ့တော့ credit risk အပြင် bar risk တွေရှိသေးလဲပေါ့ဘယ်မှာအဲ့တော့ market မှာလည်းစဉ်းစားရ risk တွေအများကြီးရှိပါတယ်အဲ့တော့ interest rate နဲ့ပတ်သက်တဲ့ risk တွေပေါ့နော်အဲ့တော့ bank မှာ interest နဲ့ပတ်သက်ပြီးတော့အတိုးနဲ့ပတ်သက်ပြီးတော့ဘယ်လို interest တွေဒီ deposit တွေပေါ့နော် deposit လာအပ်တဲ့အခါမှာဘယ်လို interest ပေးပြီးတော့အဲ့ဒီ deposit တွေကိုပြန်ထုတ်ချီးတဲ့အခါမှာလည်းကျမတို့အနေနဲ့ပေါ့နော် loan တွေပြန်ထုတ်ချီးတဲ့အခါမှာလည်းဘယ်လို interest ပေးမှာလဲဒီကြားတဲ့အဟကိုဘယ်ကနေပြီးတော့စားသုံးရတာဖြစ်ပါတယ်အဲ့တော့ deposit မှာကျမတို့ပြန်ပေးလိုက်ရတယ်ကျမတို့ customer တွေကိုပေးလိုက်ရတဲ့ rate အဟာနဲ့ကျမတို့လုံးမှာကျမတို့ customer စီကအလုံး customer စီကကျမတို့ရလာတဲ့ဒီ rate ပေါ့နော်ဒီအဟပေါ်မှာကျမတို့ဒီ bank နေအနေနဲ့အတိုးငွေရရှိရဖြစ်ပါတယ်အမြတ်ငွေရရှိရဖြစ်ပါတယ်အဲ့တော့ဒီ interest rate ကိုလည်းမှတ်မှတ်ကဲတွက်ချက်နိုင်မှာဖြစ်မှာပါအဲ့တော့နောက်ပြီးတော့ဒီနေ့ခေတ်မှာပေါ့နော် foreign currency နဲ့ပတ်သက်ပြီးတော့ foreign currency ဒီ exchange rate စီကလည်းအများကြီးရှိလာပါတယ်အဲ့တော့currency exchange rate တွေ fluctuation လို့ပြောတယ်အတက်အကျတွေအများကြီးဖြစ်တဲ့အခါမှာဒီလို foreign exchange rate တွေတက်တနာတွေအများကြီးဖြစ်တတ်တယ်အဲ့ဒီအပြင်ပေါ့နော်ခုနပြောတဲ့ bank တွေကတခြားဒီ stock တွေကိုကင်ထားတယ် stock and share တွေကိုကင်ထားတယ်ဆိုရင်ဒီ equity နဲ့ပတ်သက်တဲ့ risk တွေကလည်းကျမတို့တွေစဉ်းစားရမယ့်အရာတွေဖြစ်ပါတယ်အဲ့တော့အဲ့ဒီအပြင်ပေါ့ကျမတို့အနေနဲ့ဆိုလို့ရှိရင်ဘာတွေထပ်ပြီးတော့စဉ်းစားရမလဲဆိုလို့ရှိရင်အဲ့တော့ commodity risk တွေပေါ့ commodity risk တွေလို့ပြောတယ် physical good တွေအဲ့တော့တခြားဒီနိုင်ငံတွေမှာဆိုလို့ရှိရင်တော့ဒီ gold တွေဒီရွှေတွေနဲ့ပတ်သက်ပြီးတော့ရွှေပေါင်ထားတာတွေနဲ့ပတ်သက်ပြီးတော့ဒီလို commodity risk တွေနဲ့ပတ်သက်ပြီးတော့လည်းစဉ်းစားလို့ရပါတယ်အဲ့တော့ banking operation ကြည်ကြဲပြင်းပြင်းလုပ်နေတဲ့နိုင်ငံတွေမှာဒီထက်ပိုပြီးတော့ပေါ့နော်မြန်မာနိုင်ငံထဲကြည်ကြဲပြင်းပြင်းလုပ်နေတဲ့နိုင်ငံတွေမှာဆိုလို့ရှိရင်ဒီလို sector တွေအစုံလုံးကိုတွေ့ရပါတယ်အဲ့တော့ကျမတို့ဒီနောက်ထပ်ပေါ့နော်ဘာ risk တွေရှိသေးရလဲဆိုရင် liquidity risk management ရှိပါတယ်ငွေဖြစ်လွယ်မှုနဲ့ပတ်သက်ပြီးတော့တိုင်းတာတဲ့အားတွေဖြစ်ပါတယ်အဲ့တော့ကိုယ့်အနေနဲ့ပေါ့နော် market မှာ liquidity ငွေဖြစ်လွယ်မှုဘယ်လောက်ရှိလဲအငွေလက်ခံပြီးတော့ချင်းငွေထုတ်ပြီးတာဘယ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒါကျမတို့အနေနဲ့ပေါ့နော်အငွေကတော့လက်ခံလိုက်ပါတယ်ပြီးတဲ့အခါမှာချင်းငွေပြန်ထုတ်ချီးပြီဆိုလို့ရှိရင်ကျမတို့ချင်းငွေထုတ်ချီးထားတဲ့လူတွေကျမတို့တေချာပေးဆက်နိုင်မှာမလားမပေးဆက်နိုင်လို့ deposit တွေလာပြီးတော့ကျမတို့ချက်ချင်းပြန်ပြီးတောင်းမဲ့သူတို့ကျမတို့ပြန်ပေးရတဲ့ခါကျရင်ဒီငွေတွေကိုချက်ချင်းမပေးနိုင်ကျမတို့အတွက်ငွေဖြစ်လွယ်မှုမရှိလို့ငွေဖြစ်လွယ်မှုအတွက်နှိကွေးတာမျိုးဖြစ်နိုင်ပါတယ်အဲ့တော့ဒီကိစ္စအတွက် risk တွေကလည်းကျမတို့ဘဏ်တွေအတွက်ဆိုလို့ရှိရင်ကြီးမား risk ဖြစ်ပါတယ်သူများငွေနဲ့အလုပ်လုပ်ရတဲ့ organization ဖြစ်တဲ့အတွက်ကြောင့်မလို့ trustee ရှိဖို့ဆိုတာအရေးကြီးပါတယ်တောင်းခံလာတဲ့ငွေတွေကိုတေချာပြန်ပေးနိုင်ဖို့အတွက်ကိုလည်းတေချာစီမံရပါသေးတယ်ရှင်အဲ့တော့အဲ့ဒီအပြင်ပေါ့အဲ့တော့ကျမတို့အနေနဲ့ဘာ risk ရှိရလဲဆို bank operation risk ပါအဲ့တော့လုပ်ငန်းတစ်ခုလိုလုပ်ပြီဆိုရင်ဘယ်မှမဟုတ်ပါဘူးဘယ်လုပ်ငန်းပဲဖြစ်ဖြစ် feasibility study ဆိုတာရှိပါတယ်လုပ်ငန်းရ economic sector ရပြည်လဲရလားကျမတို့ထပ်ပြီးတော့ဗောနော်ဒီတခြားပေါ့အလုပ်လုပ်ပြီဆိုရင် financial ရအောင်ပြည်လဲရလား operation ရအောင်ဒီ bank ဒီဘယ်လောက်ထိတောင်းခံနိုင်မှာလဲဒီနေ့ခေတ်မှာ IT အနေနဲ့ဂျပန်မှာဆိုလို့ရှိရင်လေ banking sector နဲ့ပတ်သက်ပြီးတော့ bank လို့ trustee အရင်အရေးပါတဲ့ organization မျိုးမှာလူတော်မှစိတ်ချရတဲ့လူမှဖြစ်မယ်ဆိုတဲ့အနေအထားမှာတော့မှဂျပန်နိုင်ငံဒီမှာဆိုရင်ဒီ robot တွေအစားထိုးပြီးတော့ bank operation ကိုလုပ်လာကြပြီဖြစ်ပါတယ်အဲ့တော့ digitalize ကလည်းဘယ်လောက်ထိအရေးပါလာလဲဒီနေ့လိုခင်မျိုးမှာ IT အနေနဲ့ဘယ်လိုတွေများဘန်လုပ်ငန်းတွေမှာအရေးပါပြီးတော့အစားထိုးဝင်ရောက်လဲဆိုတာလေကျမတို့အနေနဲ့သိတာထင်ရှားပြီးတော့သိချတွက်ချက်ရမယ့် risk ဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုအရေးပါတာတော့ legal and compliance ဖြစ်ပါတယ်ကျမပြောပြသေးလို့အရှိရလည်းရှင်းပြထားခဲ့သလိုပေါ့နော်ဘန်လောက် trustee ဖြစ်ရတဲ့အရေးပါတဲ့ organization မရှိသလို legal လို့ပြောတဲ့ law တွေregulation တွေဟို compliance လို့ပြောတဲ့လိုက်နာမှု comply ဖြစ်ဖို့လောက်အရေးကြီးတဲ့ organization လည်းမရှိပါဘူးအဲ့တော့ bank နဲ့ microfinance တွေဒီ law နဲ့ဒီ regulation တွေထုတ်ပြန်ထားတဲ့ rules and regulation တွေပေါ့နော်အဒါမျိုးတွေကိုတေချာလေးစားလိုက်နာဖို့အတွက်ဒါတွေကလည်း risk ပါပဲဖောက်ဖျက်မိလို့ရှိရင်ကိုယ်ဒီမှာဒုက္ခရောက်တတ်ပါတယ်အဲ့တော့ဒါတွေကလုပ်ငန်းတစ်ခုအနေနဲ့မှမဟုတ်ပါဘူးကိုယ်ပိုင်အနေနဲ့ဆိုလည်းဒီလိုပါပဲဘယ်လိုမျိုးဒီလို trustee ဖြစ်တဲ့ organization မှာအတိုင်းဆောင်မခံတာဖြစ်တဲ့အတွက်ကိုယ် profession နဲ့မှာလေဒီလုပ်ငန်းမျိုးကိုလုပ်ရတဲ့အခါကျလို့ရှိရင်အမှားအယွင်းမဖြစ်ဖို့တိတ်ယူဆိုင်ရပါတယ်ငါဘာတွေလုပ်လိုက်ရင်ငါဒီ error ဖြစ်နိုင်လေငါဘာတွေလုပ်လိုက်လို့ရှိရင်ငါများ fraud တွေငါကျူးလွန်မိသလိုဖြစ်နေမှာလေငါ fraud များကျူးလွန်မိသလိုဖြစ်နေရလားလိမ်လည်မှုဆိုတာလေဘယ်နေမှာတကယ်ကို view ဆိုင်ရတဲ့အရာပဲဖြစ်ပါတယ်အဲ့တော့ဒီ fraud and error နဲ့ပတ်သက်ပြီးတော့စဉ်းစားမယ့်အချက်တွေလည်းအများကြီးပါလာပါတယ်နောက်တစ်ခုကကျတော့ reputation အဲ့တော့ဘန်ဆိုတာ trustee ဖြစ်တဲ့ organization လို့အချိန်ချင်းပြောနေတာဖြစ်တဲ့အတွက်ဒီဘန်တွေရဲ့ဂုဏ်သိက္ခာလူတွေရဲ့ယုံကြည်မှုရရှိဖို့ဆိုတာဘယ်နည်းနဲ့မှလဲလို့မရနိုင်တဲ့ဂုဏ်သိက္ခာလို့ဖြစ်ပါတယ်အဲ့တော့ဒီ reputation risk တွေကိုလည်းကျမတို့ကြည့်ဖို့လိုအပ်ပါတယ်အဲ့တော့ဒါတွေကကျမတို့ banking sector မှာလေ့လာသိရှိရမယ် reputation ရဲ့ဒီ strategy risk တွေဖြစ်ပါတယ်အဲ့တော့ banking operation မှာဒီလောက်ဆိုလို့ရှိရင်တော့ကျမဝေမျှခဲ့တဲ့သဘောတရားရဆို bank definition တွေကဘယ်လိုခေါ်တာလဲ
ဘန်နေဘာတွေလှုပ်ကြရလဲအဲ့တော့ဘန်ကလူတွေရောဘာတွေသိဖို့လိုတယ်ဘန်မဟုတ်တဲ့သူတွေရောပြည်သူလူထုအနေနဲ့ public အနေနဲ့ဒါမှမဟုတ်ယင်းနှိမ့်မြုပ်နယ်မဲ့ investor အနေနဲ့ဘန်မှာငွေသွားစုမဲ့သူတွေနဲ့ဆိုဒါမှမဟုတ်လုံးယူမဲ့သူတွေဆိုဘာတွေသိဖို့လိုရလဲနောက်တစ်ခုကကြတော့ဘန်နေအနေနဲ့အရေးပါတဲ့ risk management ပေါ့နော်ဒီဘလို့စွန့်စားဆွန့်လွတ်မှုတွေကိုထိန်းချောင်းပြီးတော့ဘလို့ control တေချာလုပ်ကြမလဲဆိုတဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့ကျမရဲ့ experience ပေါ်မူတည်ပြီးတော့ sharing လုပ်သားခဲ့တာပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်